ဟုတ်ကဲ့မင်္ဂလာပါအခုတင်ဆက်ပေးမယ့်အကြောင်းကတော့ 40 သမားတွေညီမတွေကိုဘယ်လိုလိမ်ပြီးတော့ကနန်းရောင်းလဲဆိုတာဟုတ်ကဲ့အခုတော့ကျွန်တော်ကိုယ်တိုင်ဖုန်းနှလုံးနဲ့အစားထိုးဗီဒီယိုရိုက်ထားတာကိုအဖြစ်မှန်နဲ့တူအောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး Facebook ပေါ်မှာအဲ့လိုမျိုးတွေ40ကနန်းနံပါတ်ရောင်းနေပါညာတက်မယ်ဗျာတက်တဲ့ချင်းကိုကဝယ်ခြင်းတော့အမှညီမချင်းချင်းဆိုအာကူတော့ဗောဗျာပေါက်ချင်တော့လေပြန်ရတာဗောပတ်စံနေအများကြီးရတယ်သူတို့ကလည်းတနေ့3-4ဘူးပေါက်တဲ့နံပါတ်တွေကိုအဲ့လိုမျိုးခေါင်းချိုင်းနဲ့တင်ထားတာကိုအဲ့လိုဆိုညီမတွေကလည်းအားကြတယ်အားကြတော့သွားထိုးခြင်းနဲ့သွားဝယ်တယ်ဗောဗျာကဏ္ဍတစ်ခုသွားဝယ်တာကိုကျွန်တော်ကဖုန်းနှလုံးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့အဖြစ်မှန်ပုံစံတိုင်းဟိုမှာတော့ Messenger ဗောဗျာပြောပြပြီးတော့မှဖြစ်ပါတယ်နောက်လူတွေလိမ်ငံမထီအောင်ဗောအဲ့မှာကျွန်တော် high ရိုက်လိုက်တယ်ဟိုဘက်ကလည်းရိုက်တယ်ဒါကျွန်တော်ပဲဗောနော် high ကို40ဝယ်ခြင်းလို့ပါဗော40နံပါတ်လေးဝယ်ခြင်းလို့ပါကျွန်တော်ရိုက်လိုက်ပါတယ်ဒါကတကယ်ဟိုအဖြစ်မှန်ကိုနောက်လူတွေလိမ်ငယ်မထီအောင်ကိုညီမပြည်သားတွေကိုလိမ်ငယ်မထီအောင်လို့ကျွန်တော်ကကိုယ့်အကူဗီဒီယိုပြန်ရိုက်ပြီးတာဖြစ်ပါတယ်ဟိုင်းကိုနံပါတ်လိုချင်လို့ပါလို့ကျွန်တော်ရိုက်လိုက်ပါတယ်သူကတော့ Messenger ပဲလာခိုင်းမှာပါပြီးရင်ကိုလွှဲခိုင်းမှာပါကျွန်တော်ကတော့ကိုယ့်အကူပြန်ရိုက်တာဖြစ်တဲ့တော့ WhatsApp ပဲပြန်ရိုက်လိုက်ပါတယ်ဟုတ်ရပါတယ်ဟိုဘက်ဟုတ်ရပါတယ်လို့ပြန်ပြောပါတယ်ဒါဟိုဘက်လူလေကျွန်တော်ပဲပေါ့နော်ဒါကတော့ဟိုပြောအစားထိုးရိုက်ပြရတာပေါ့လင်ခံရတဲ့ညီလေးလို့မဖြစ်အောင်ပေါ့နော်ဒီကဗျဘယ်မှာဟိုပြောမလို့ခစ်ပြက်ကြီးတွေမှာတော့အလွယ်မလိုက်နဲ့ပေါ့ပြောချင်တာကတော့ခုလိုမျိုးအလွယ်လိုက်သွားတဲ့လူတွေကဒီလိုဖြစ်တယ်ပေါ့ဗျာအိမ်မကနန်းထိုးတာဘာမှဖြစ်ဘူးဒီလိုမျိုးလင်ခံထိတာတွေမကောင်းဘူးလေကိုညီမဒီသားတွေပဲခံရတာပေါ့ဟိုဘက်လည်းညီမပါပဲကဲဆက်ပြောအောင်အာမကအကွက်ဆိုရင်ပတ်စံကျူလွှဲမှပြောပြမှာပါတဲ့အဲ့ချိန်ညရင် तू အဲ့ညီလေးဖြစ်ခဲ့တဲ့အဖြစ်ပြတော့အဲ့လိုပဲ तू ဘန်ကောက်ပို့ပေးတယ်အဲ့ဒါကိုကလွှဲပေးရတယ်ဗောနော်ဘယ်လောက်လဲဆရာတဲ့ဟိုကလည်းပြန်ပြောရဗောနော်900ကျတဲ့မှာလေring 900ကျတဲ့နေဗောဗျာဟိုဘပြောအလောက်တော့မတက်နိုင်ဘူးပေါ့ဒါဟိုဘက်လည်းကျွန်တော်ပဲပေါ့နော်ဒီဘက်လည်းကျွန်တော်ပဲကျွန်တော်ရိုက်နေဟိုပြောမယ်ဗီဒီယိုလေးတစ်ခုဖြစ်အောင်ပေါ့အဲ့ဒါမှဟိုပြောမယ်ဆိုကြည့်ရလို့နားရှင်းပါပေါ့နော်အဲ့လိုမျိုး900ကျတဲ့မှာအဲ့လောက်တော့မတက်နိုင်လို့ပါဆရာရဲ့တဲ့သူတို့ကဒီလိုရှိတယ်ဗျကိုညီမချင်းချင်းဆိုတော့ညီမတွေကလည်းအချောင်းလိုချင်တယ်ဗျာသိလားအဲ့လိုစိတ်တက်လေးရှိတယ်ဟိုဥမာပေါ့900တာ तू က900ပြောတယ်ဒါပေမဲ့ကိုက200လောက်200လည်းမစိုးဘူးစစ်လို့ရတယ်ရတယ်ဆိုပြီးတော့စစ်တာအဲ့ညီလေးကလည်းအဲ့လိုစစ်တယ်အဲ့တော့ तू က200နဲ့ရပါတယ်ဟုတ်ပြီဘယ်လောက်နိုင်လဲတဲ့ဟိုကလည်းဘယ်လောက်တက်နိုင်လဲညီရတဲ့သူ200ရလားဆိုတော့ဟိုဘက်ကလည်းဒီဘက်ကလည်းပိုင်ပြီဆိုတော့200ပေါ့ဒီဘက်အဲ့အကွက်ကို200နဲ့ဝယ်လိုက်တယ်ပိုင်ပြီဆိုပြီးတော့โอเคလုပ်ပေးလိုက်မယ်ဟိုဘက်ကလည်း900နဲ့လုပ်ပေးမယ်ပြောတယ်သူကနန်းရောက်နေပါဗျာ900နဲ့တဲ့သွားတယ်ဗော40ကိုဟိုဒီဘက်လူကတော့ဝယ်တဲ့လူကတော့တန်တယ်ဗော900ရသူ200နဲ့ပေးရဗောအဲ့လိုမျိုးဗောနော်ဆရာအကောက်တဲ့အရင်ကိုလွှဲလိုက်တော့တဲ့ဟုတ်ကဲ့ဒါတော့ဟိုဘက်လူလည်းကျွန်တော်ပဲဗောနော်ဒါရိုက်ပြပြီးတာဗောပုံမှန်ဆိုရင်အဲ့ဒီလူလိန်တွေကအဲ့လိုမျိုးငွေဘန်ကောက်ပို့လာတယ်ဗောနော်အင်ဒိုနီးရှားပဲဖြစ်ဖြစ်အင်ဒိုနီးရှားနိုင်ငံသားပဲဖြစ်ဖြစ်မြန်မာနိုင်ငံသားပဲဖြစ်သူတို့ကဘန်ကောက်တွေပဲရှိတယ်တယောက်တည်းလောက်တော့မဖြစ်ဘူးမဖြစ်နိုင်ဘူးဗျလူနောက်မှာရှိတယ်အင်ဒိုနီးရှားပဲဖြစ်မြန်မာပဲဖြစ်အဲ့လိုမျိုးဘန်ကောက်ပို့လာတယ်ကိုကတော့လွှဲပေးရတယ်သူဒီဗီဒီယိုလေးကြည့်ပြီးတော့နောက်ရှောင်နိုင်တာပေါ့ဗျာဒီလိုမျိုးကြီးဆိုရင်ဒီဗီဒီယိုလေးတိတာတော့သူတို့ရဲ့ငွေလိမ်ကြီးကဒီလိမ်ကြီးကိုပဲတုံးကြရများတယ်ဟိုတလားလောက်ကလည်းအဲ့လိုပဲတယောက်လိမ်ခံရတယ်ပြောတယ်အဲ့လိုလိမ်ခံရတယ်စိတ်လာလို့ကျွန်တော်လည်းဗီဒီယိုလေးလုပ်ဖို့စိတ်ကူးဖြစ်သွားတော့ဗျာကိုညမာပြီးသားတွေလိမ်ခံထိမှာဆိုလို့ပေါ့ဆရာနံပါတ်ချပြီးတော့အောင်ငွေလေးပြီးရောက်လာဒါတော့ကျွန်တော်ရိုက်လိုက်တာပေါ့ဗျာဟိုဘက်လည်းပြင်ရရောက်ပြီပေါ့အမှစာကြည့်နော်သူတို့က
ငွေကိုမရရင်ရတဲ့နည်းနဲ့သူတို့ကယူတတ်တဲ့အချင်းရှိပါတယ်အဲ့လိုမျိုးဟိုဥမာသူ900တန်ကြီးရှိတဲ့ကဏ္ဍတစ်လုံးကဥမာပေါ့နော်ခမရကို50ပဲရှိရလို့ပြောလဲသူပေးပါတယ်အခုနောက်ပိုင်းညီမပြည်သားတွေအဲ့လိုမျိုးခက်စစ်စစ်တွေ့လာရတယ်မြလိန်ခံထိတာပေါ့နော်။မှန်ရောဒီကောင်တွေကဗျာဒီစာရွက်လေးတွေအဲ့ဖိုးရီပေါက်တဲ့စာရွက်လေးတွေပါလေးတွေကိုယ်ပိုင်ကိုလှုပ်လို့ရတယ်အခုလိုမျိုးတိုးတက်နေတဲ့နည်းပညာခင်ပါပေါ့နော်ကိုယ်ပိုင်လည်းလှုပ်လို့ရတယ်။နောက်ပြီးတော့အဲ့လိုမျိုးပေါ့သူတို့အဖွဲ့အစည်းနဲ့ဆိုတော့ဗျာအဲ့လာလှုပ်တာဟိုပြောမလို့ခက်ခဲမနေဘူးအဲ့တော့ကိုညီမပြည်သားတွေကအဲ့လိုမျိုးပေါ့နော်သူတို့ဂျင်းတွေကိုမဝင်မိအောင်ပေါ့ထောင်ချောက်တွေကိုကဲမှာသူကနမပူလာလိမ့်မယ်ဗျနှစ်လေးနောက်ကအပိတ်ကြီးနေပေါ့နှစ်လေးအပိတ်ကြီးပူလာပြောချင်းအဲ့နဲ့ထိုးတဲ့ဝယ်တဲ့ကောင်မေးပြီလေနှလုံးထဲလားဆရာနှလုံးထဲလားဘာကြောင့်လဲဆိုတော့သူ200ရဲလွှဲတော့နှလုံးဝယ်ရတယ်အဲ့လိုမျိုးပြောချင်တာဗျာအခုခမရမှာမရှိတော့ဘူးပြောလေခမရ200လွှဲပြီးပါပြီဟိုဘက်ကိုပတ်စံ200လွှဲပြီးပြီဆိုတော့နောက်လုံးလိုချင်တဲ့အတွက်ခမရထပ်ပေးရတော့မှသူတောင်းသလောက်ဘာကြောင့်လဲဆိုမပေးဘူးဆိုရင်ခမရအဲ့200ရှုံးမှာကိုကလည်းပေါက်ချင်တယ်ဆိုတော့အဲ့လွှဲပြီးရအောင်အဲ့လိုပေါ့နော်ဒါကျွန်တော်အဖြစ်မှန်ကိုဗီဒီယိုပြန်ရိုက်ပေးကြတာပေါ့ဟိုဘက်ဒီဘက်ကျွန်တော်တယောက်ဖုန်းနှလုံးနဲ့ဆိုနည်းနည်းတော့စောက်ရတယ်လိန်ကြီးရအဲ့လိုပဲဗျသူကအခုခမရရွေးချယ်စရာ2လမ်းမရှိရခမရငွေတဲ့200လွှဲပြီးပြီအဲ့ဒါသူကနှလုံးဝပို့လာတယ်နောက်ထပ်ဟုတ်ပါတယ်200ဆို200ပဲဆိုနှလုံးဝပွင့်တာနောက်ထပ်ကျန်တာလွှဲပြီးနောက်2မှတ်အတွေ့ပေးပါမယ်နောက်ထပ်ကျန်တာလွှဲပြီးနောက်200လွှဲပြီးရင်နောက်နှလုံးပွင့်မယ်ပေါ့သူပြောချင်တာနော်ကိုဘက်အဲ့ချိန်မှာဘယ်လိုလုပ်မလဲအဆုံးရှုံးခံမလားဒါမှမဟုတ်အဲ့ဖိုးဒီကိုပဲညနေတိုင်းလိုက်ကြည့်မလားကိုကပေါက်နံပါတ်လိုချင်တယ်ဆိုတော့ညနေကျရင်အဲ့ကဏ္ဍကိုလိုချင်တယ်ဆိုတော့ဟိုပြောအများကြီးဆုံးရှုံးတာထက်ဟိုပြောလိုက်တာပေါ့ဗျာအဲ့လိုမျိုးလူတွေစိတ်လာတယ်အခုနောက်ပိုင်းမှာဝယ်လိုက်တာပေါ့အဲ့ဆိုမရဟိုကလည်းပြောမရှိတော့လို့ပါဆရာဆိုအဲ့ဆိုမရဘူးမရှိနဲ့ကိုရှာတော့မရှာနိုင်ရင်တငယ်ချင်းတွေချီးပါညာလောက်ရတော့မရှာနိုင်အဲ့200ဆုံးပါလေညနေကျရင်လည်းပတ်စံပေါက်မယ်ဆိုတာချူတင်းကြွထားတဲ့ပုံစံကြီးနဲ့ဆိုတော့ဝယ်ရပြီပေါ့အဲ့လိုလုပ်တဲ့လူတွေကအင်ဒိုနီးရှားတွေမလေးရှားလည်းရှိပါတယ်အိန္ဒိယတွေမြန်မာတွေရှိပါတယ်နော်အဲ့ဒါလေးကီးစိုက်စေချင်တာပေါ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မြန်မာပြည်သားတွေအလိမ်ကမထိဖို့မျှော်လင့်တာပေါ့ဗျာမရှိတော့လို့ကတကယ်ချင်းစီကချီရမှာဒီဘက်ပြန်ပြောပါဟိုဘက်200လားလုတ်ပေးလိုက်မယ်နောက်200ဆိုရပြီလားတဲ့မရှိတော့လို့ကတကယ်ချင်းစီကချီရမှာနောက်တော့200ထပ်လွှဲပေးရမှာအောင် तू က900တောင်းလာတာဟုတ်ဟိုကလည်းရသလောက်တော့ကုန်ယူမှာပဲအဲ့တော့လွှဲလာရတယ်ဘာလို့လဲဆိုတော့200ရလဲ200ယူမှာပဲဒီက तू ကနန်းပြည့်တာမပြည့်တာနောက်လေ तू ဒီက तू အိတ်တဲ့ကိုကတ်တယ်ကိုပတ်စံရောက်လာပြီဆိုရင် तू ကနန်း तू ပေးမယ်ပေါ့ तू ရလောက်ယူမှာပဲတာကြီးက90ပဲတတ်နိုင်တယ်ဆိုလဲငင်းဆုံး90ရအောင်ယူမှာပဲနောက်ကနန်းကို तू ပိတ်တာပဲအဲ့လိုမျိုးနောက်ကနန်းကိုပိတ်တာပဲ तू ယူမှာဒါတော့ကျွန်တော်ပြင်မာလိုမျိုးပတ်အဲ့လောက်မမြန်ဘူးဗျဒါကျွန်တော်ဝိုင်းကျွန်တော်ရိုက်တယ်ဆိုတော့ငွေလွှဲလိုက်တော့246တလုံးထပ်ရောက်လာတယ်သူ400လွှဲပြီးပြီ40ဆို4လုံးပါပဲ400လွှဲပြီးဒါပဲသူ3လုံးပဲပို့တယ်ဘာလို့လဲဆိုတော့ပတ်စံထပ်လို့ခြင်းလို့ဟိုမှာကိုကဘလောက်ပဲကိုမှရှိမရှိလိန်သားလဲကိုခုဒီမှာ400ကုန်သွားပြီအဲ့နောက်တလုံးလိုချင်လားလိုချင်ရင်ထပ်ပြီးတော့ပေးရတော့မှာဟာဆရာအပိတ်တလုံးတလုံးပိတ်တာဆရာတလုံးပိတ်ထားသေးတယ်တဲ့အဲ့လိုပြောတာနော်ဟိုဘက်တပြန်ပြောတယ်ဟုတ်တယ်ခဲချင်ရမှာအဲ့နောက်ဆုံးနှလုံး
ချစ်ရမှာဖြစ်တယ်အခု400ကုန်းသွားရင် तू မချစ်ချင်အဲ့400ဆုံးရှုံးခံမလားညနေညရင်40အပေါက်တာကို तू ပျော်ပျော်ကြီးခံစားမလားလူလိမ့်နေရဆရာပြော400ပြီဆိုတဲ့ဒါတကယ်ဖြစ်ပြကိုပြန်ရိုက်တာအဲ့ညီလေးပြောပြတာကိုကျွန်တော်ပြန်ရိုက်တာပါအဲ့ညီလေးမဟုတ်ပါဘူးနောက်ပိုင်းနဲ့အဲ့လိုမျိုးလိန်ခဲကြည့်နေတာလူကြီးလူငယ်အဆုံးပါပဲဟုတ်ပါတယ်အခုစီးတက်သွားပါပြီနောက်200ပဲခုနကသူပြောတာ900သူ200ရတော့200ယူရ200ရ200ယူတယ်ဒါပေမဲ့ကနန်း3လုံးပဲပွင့်အခု600ဖြစ်သွားပြီ4လုံးပွင့်4လုံးပွင့်မို့600ဖြစ်သွားပါပြီပြကျင်တာတော့အမြန်ပေါ့ဗျကျွန်တော်လည်းအမြန်မလုပ်တယ်လို့အမြန်ပြရရင်ခင်ဗျားတို့လည်းနားမလဲတာတကြောင်ပေါ့နော်နောက်ပြီးတော့စာမဖတ်ရမှာပဲဒီလိုကြတော့လည်းစာဖတ်လို့ရတာပေါ့နော်ဘူးလူရရပါတယ်ဒီဗီဒီယိုကဘာကြောက်လဲဆိုတော့တခြားလူတွေအလိမ်ကမထိအောင်ပေါ့အခုတော့သူ600လွှဲပြီးလိုက်တဲ့အတွက်နံပါတ်4လုံးပွင့်သွားပါပြီဒါပေမဲ့အိတ်ကနန်းပွင့်သွားတယ်ကောင်လေးကသွားထိုးတယ်ဒါပေမဲ့အိတ်ကနန်းညနေကျမထွက်သွားပါဘူးဒါပေမဲ့အသူ့ပိတ်မှာတော့ဒီပေါက်တဲ့ကနန်းဘသူက90ဘူးပေါက်သွားတယ်ပါညာတင်ထားပါတယ်ဒါပေမဲ့ဒီဆက်ရွက်ကလိမ်ပြီးလုပ်လို့ရတယ်ဆိုတာတင်ပြရင်းနဲ့လိမ်ပြီးလုပ်လို့ရတယ်ဆိုတာတင်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ညီမဗီသားများသူများလိမ်ချင်းမှကင်းဝေးကြပါစေလို့